ယောက်ျားလေးတွေမှာကအပြီးမြန်တဲ့ပြဿနာယောက်ျားလေး100မှာအယောက်30ရာအဲ့ဒီပြဿနာဖြစ်နေတာနော်အဲ့ဒီပြဿနာဖြစ်တဲ့ခါကျတချို့ကလည်းအဲ့လိုမျိုးပေါ့နော်ပုံဝင်လင်းလင်းတိုင်ပင်ဆရာဝန်ကလည်းမရှိဘူးအဲ့တော့ကျမ်းမိုင်နဲ့ပတ်သက်တဲ့ဘုဒ္ဓလည်းမရှိတဲ့ခါကျတော့ဒီတိုင်းပဲပေးတည်ပြီးနေကြရတာပေါ့ကွယ်နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ရင်းနှီးတဲ့ဆရာဝန်နဲ့တေချာတိုင်ပင်လို့ရပါတယ်နော်အဲ့ဒီအခြေအနေကအပြီးမြန်တဲ့ပြဿနာဖြေရှင်းလို့ရတယ်နော်အဲ့တော့အပြီးမြန်တဲ့ကိုယ့်ရဲ့လူနာတွေအတွက်ပေါ့နော်အဲ့တော့ကိုတို့ဆရာဝန်တွေပေးလို့ရှိတဲ့စီးလေးအကြောင်းဒါကျမကြီးဘုဒ္ဓရရအောင်ပြောပြမယ်နော်အဲ့တော့စီဝါအကူညီနဲ့ဖြည့်ရှင်းမယ်ဆိုလို့ရှိရင်ပြေးလေတယ်နော်အဲ့ပြဿနာအဲ့ကကြတော့မရှက်ပါနဲ့နော်အဲ့ကကြကိုဖြစ်နေတဲ့ပြဿနာကိုကိုယ့်ရဲ့ဆရာဝန်တတိချာချာတိုင်ပင်မှုလိုအပ်တယ်အဲ့ကကြတော့အဲ့တော့တကယ်ပဲအပြီးမြန်တာဟုတ်တယ်နော်အပြီးမြန်စီတဲ့အကြောင်းတရားကအုံနောက်ထဲမှာရှိတဲ့စီရိုတိုနင်ဓာတ်တွေရော့သွားတဲ့အတွက်ကြောင့်မလို့အဖြစ်များတယ်အဲ့ဒီအတွက်ကြောင့်မလို့အပြီးမြန်လို့ရှင်ရင်ပေးရတဲ့ဆေးရစီရိုတိုနင်ဓာတ်တွေပြန်တက်လာအောင်ပေးရတဲ့ဆေးကိုပြန်ပေးလို့ရှိတယ်နော်အဲ့ဒီဆေးနာမည်လေးက Depositin ဆိုတဲ့ဆေးအဲ့တော့အဲ့ဒီဆေးကအရင်တော့ဒါကြီးဈေးမကြီးဘူးကွယ်နော်အဲ့ဒီဆေးအကြောင်းကသူက FDA ကနေခွင့်ပြုထားတယ်နော်အပြီးမြန်တဲ့ပြဿနာကိုကုသဖို့ရအတွက်ပထမဦးဆုံးနဲ့တစ်မျိုးတည်းသောဆေးပဲအဲ့ဒီဆေးကနော်အဲ့တော့ကျတော့သူ့ရဲ့နာမည်က Depositin လို့ခေါ်တယ်အဲ့တော့သူကဈေးကွက်ထဲမှာတော့30 mg အားရ60 mg အားရဆိုပြီးတော့တရားဝင်အနေနဲ့ထွက်တယ်ကွယ်နော်အဲ့ခါကျတော့အဲ့ဒီဆေးကဆရာဝန်တွေသုံးတဲ့ဆေးတရားဝင်ဆေးပါပဲနော်အဲ့ခါကျတော့တကယ်ပဲအပြီးမြန်တယ်ဆိုလို့ရှိရင်အဲ့ဆေးလေးတွေပေးလို့ရှိတယ်အဲ့တော့အဲ့ဒီဆေးကမပေးခင်မှာနည်းနည်းလေးတတိထားရတာလေးတွေရှိတယ်နှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေရှိလို့ရှိရင်တော့ပေးလို့မရအောင်အဲ့တော့နှလုံးနဲ့ပတ်သက်တဲ့ပြဿနာနှလုံးအားနေတာနှလုံးခုန်တာပေါ့နော်ရင်တုန်တတ်တဲ့ယောဂါတွေရှိတာပြီးတော့နှလုံးခုန်တဲ့စီးကျက်မမှန်တဲ့ပြဿနာတွေရှိတယ်ဆိုလို့ရှိရင်ကတော့ပေးလို့မရအဲ့တော့အဲ့ဒီစီပေးမယ်ဆိုလို့ရှိရင်ကောင်းတာကတော့ခုနအသက်အရွယ်လေ40နောက်ပိုင်းရနေပြီပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ကတော့ကျွန်တော်တို့ ECG မဖြစ်မနေဆွဲရတယ်နော်အဲ့တော့ ECG ဆွဲကြည့်ပြီးနှလုံးခုန်နှုံစီးချက်တွေမှန်သလားနော်အရင်တော့ရင်တုံမှုတဲ့ပြဿနာတွေရှိသလားနှလုံးနဲ့ပတ်သက်တဲ့နှလုံးအားနေတဲ့ပြဿနာတွေရှိသလားဆိုတာတည်တည်ချာချာလေးတော့စစ်ဆေးပြီးမှပေးတာပေါ့နော်အဲ့ကကြတော့အဲ့ဒီဈေးကဘယ်လိုမျိုးတောက်ရတာလဲဆိုတော့ပထမကတော့လောဘကြီးစရာမလိုဘူးသိတယ်မလားအနည်းဆုံးပမာဏကနေပြီးတော့ဘေးထွက်စူးကြိုးနောက်ဘေးဥပတ်အနေကင်းနဲ့ဒါအဆရမှာပေါ့အဲ့တော့အဲ့ဒီဈေးကရေရှည်ဆွဲတောက်ရတဲ့ဈေးမျိုးတော့မဟုတ်ဘူးလိုအပ်မှပဲတောက်တဲ့ဈေးအဲ့တော့ကျတော့သူ့ကိုဒီရက်ွက်တွေကလူတွေကနာမည်ပေးထားတာเนาะတပွဲတို့ကြာဈေးဆိုပြီးတော့ပေးထားကြပါပေါ့ကွယ်အဲ့တော့ရက်ွက်တွေကလူတွေကတပွဲတို့ကြာဈေးလို့ပြောလိုက်တယ်ဆိုလို့ရှိရင်သိတယ် Depositin เนาะသိကြတယ်ပေါ့အဲ့ဒီတပွဲတို့ကြာဈေးတွေကိုနော်အနိဒေမှန်ကန်နဲ့နော်ဘေးထွက်ဆိုချိုနည်းနည်းဖြစ်အောင်လို့ဆိုလို့ရှိရင်ကျွန်တော်လူနာတွေဆိုလို့ရှိရင်တော့နံပါတ်1အဲ့ဒီဈေးကိုအများကြီးစမတောက်ခိုင်းဘူးနော်အဲ့ကကြအနည်းဆုံးပမာဏနဲ့ပဲစတောက်မယ်30အားနေပဲစတောက်အောင်မယ်နော်အဲ့တော့လောဘတ်တွေကြီးပြီးတော့60အားတွေတောက်ရင်းနဲ့ဘေးထွက်ဆိုချိုတွေပေါ်လာမှာဆိုတဲ့အတွက်ဈေးနဲ့ခန္ဓာကိုယ်နဲ့သာသာတာဖြစ်မဖြစ်ပေါ့နော်အဲ့ဒါမျိုးလေးသိကျင်တဲ့အတွက်ကြောင့်မလို့အနည်းဆုံးပမာဏကနေစတိုက်တယ်အဲ့တော့ဘယ်လိုတိုက်လဲဆိုတဲ့အခါကျတော့9ရက်ဇက်တိုက်ဒါမှမဟုတ်လို့ရှိရင်တပတ်ဇက်တိုက်ပေါ့နော်အချိန်လူနာအချိန်နေကြည့်တာပေါ့အဲ့ဒီဟာကိုတရက်တစ်ချိန်ပုံမှန်တိုက်အဲ့တော့ပုံမှန်တိုက်ပြီးတဲ့အခါကျတော့ခုနပြောသလိုပေါ့နော်အဲ့ဒီစီးတောက်ပြီးသွားလို့ရှိရင်ခုနပြောသလိုလက်ခုပ်မတီးခင်ကြိုတောက်ရတာနော်အဲ့တော့လက်ခုပ်မတီးခင်အနည်းဆုံး1နာရီကြိုတောက်ရတယ်အဲ့တော့လက်ခုပ်တီးတာကစီးတောက်ပြီး1နာရီနဲ့3နာရီအတွင်းထဲကိုအမိရတီးရမှာဖြစ်ပါတယ်နော်အဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင်စီးတောက်တဲ့ရက်က9ရက်6ရက်လောက်ခုနဇက်တိုက်တောက်ပြီးသွားလို့ရှိရင်စီးအာနီးတင်ကကောင်းကိုရလာပြီအဲ့ဒီခါကျတော့ခုန10မိနစ်သမားက3မိနစ်လောက်ဖြစ်လာတယ်3မိနစ်သမားကခုန10မိနစ်9မိနစ်တွေဖြစ်လာတယ်ပေါ့နော်ဆေးကတစ်ချိန်တောက်တာနဲ့တစ်ခါတည်းနဲ့စွမ်းပြီးတော့တစ်ခါတည်းနဲ့အကြာကြီးဖြစ်သွားတာမျိုးမဟုတ်ဘူးခုနအနည်းဆုံး9ရက်လောက်ဇက်တိုက်တောက်နော်ဇက်တိုက်တောက်တာတော့လက်ခုပ်တီးမတီးပေါ့ကွယ်နော်အဲ့ဒါကတော့တောက်ခိုင်းထားတာပေါ့ဒါပေမဲ့ခုနပြောသလိုနောက်ပိုင်းမှာ9ရက်လောက်ဇက်တိုက်တောက်ပြီးသွားလို့ရှိရင်နောက်ပိုင်းမှာကျတော့လက်ခုပ်တီးမဲ့ရက်မှာပဲနော်အဲ့ဒီဆေးကိုလိုအပ်မှပဲတောက်ခုနပြောသလိုလက်ခုပ်မတီးခင်ခုနတနာကြီးကြိုတောက်ပေါ့နော်အဓိကမှာကျင်တာအဲ့ဆေးတွေကိုနော်လောဘတ်တွေကြီးပြီးတော့60အာကြီးစမတောက်ပါနဲ့နော်အဲ့တော့မလိုပါဘူးနော်အဲ့ခါကျခုနပြောသလိုကိုကစိတ်ကျေနပ်မှုရှိတယ်ဆေးရအနိတင်ကအဆင်ပြေတယ်ခုန3မိနစ်သမား9မိနစ်လောက်ဖြစ်တယ်ဆိုရင်ဆေးရတိုးစရာမလိုသူ့ရဲ့ဘေးထွက်ဆိုးချိုးတွေယူစရာမလိုနော်ဆက်မတိုးဘဲနဲ့ဒီတိုင်းမဲ့အဆင်ပြေတယ်အဲ့တော့ဆေးရ30အားတောက်လို့တော့ဘာမှသိအကြောင်းမထူးလာဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်လူနာရဲ့ဘေးထွက်ဆိုးချိုးကလည်းမရှိဘူးဆိုလို့ရှိရင်ကတော့ကျွန်တော်တို့အဲ့ဒါလေးတွေကိုဆေးကိုလိုက်ပြီးတော့
တိုးတာပေါ့နော်အဲ့တော့အဲ့ဒီဆေးတွေကအဓိကမာဂျင်တာကအဲ့ဆေးကတရက်ကိုတစ်ချိန်ထက်ပိုမတောက်ရအောင်နော်9ရက်လောက်ဇက်တိုက်တောက်ပြီးမှအဲ့ဆေးကအနိသင်ကကောင်းကောင်းရတာအဲ့တော့2ချိန်3ချိန်နေရှောက်တောက်နေမှာဆိုလို့ပြောတာနော်ပြီးရခါကျနောက်တတိထားစရာတခုအဲ့ဆေးတောက်လို့ရှိရင်ရေများများနဲ့တောက်ရတယ်အဲ့ဒီဆေးရဲ့ဘေးထွက်ဆူကျူလေးကဘာရှိလဲဆိုတော့အာကောင်နေ6ပြီးတဲ့ခါကျထိုင်ထမှာသွေးပေါင်နေကြပြီးမူးလေသွားတတ်တယ်နော်အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့အဖြစ်တွေကအရက်နဲ့တွဲတောက်လို့ရှိရင်ဖြစ်တယ်ကော်ဖီတွေတအားတောက်တဲ့သူပေါ့နော်ကော်ဖီတအားတောက်တဲ့သူကအဲ့လိုမျိုးကော်ဖီတွေတအားတောက်ထားပြီးအဲ့ဆေးကိုတောက်ပြီးရေနဲ့နဲ့တောက်မိတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးတွေထိုင်ထမှာမူးကနေမိုက်ကနေဖြစ်ပြီးတော့လဲသွားတဲ့ပြဿနာမျိုးတွေဖြစ်တတ်တယ်အဲ့တော့အဓိကမာဂျင်နာကအဲ့တပွဲတို့ကြာဈေးတွေကနော်အဲ့တော့အရက်နဲ့လုံးဝတွဲမတောက်ရဘူးကော်ဖီတွေအများကြီးနဲ့တွဲတောက်လို့မရဘူးနော်အဲ့ဒါတောက်လိုက်လို့ရှိရင်ခုနဘီထွက်စူချိုးတွေဖြစ်တယ်နော်အဲ့တော့အဲ့ဒီစီကိုတောက်လို့ရှိရင်ရေများများနဲ့ကိုတောက်ရတယ်အဲ့တော့ရေကအနည်းဆုံးနော်1လီတာဘူးရဲ့တဝက်လောက်ဒါမှမဟုတ်ရင်အဲ့ထက်ပိုတောက်နိုင်ရင်လည်းတောက်ရေများများတောက်တာမှအဆင်ပြေမှာအဲ့တော့ဒါလူနာကျွန်တော်တို့ပေးထားတဲ့လူနာမဟုတ်ဘူးเนาะသူကနဲ့သူဘယ်လိုတွေဖြစ်ပြီးတော့เนาะအဲ့ဒါကိုသဘောတွေနဲ့ကိုဝယ်တောက်ပြီးတဲ့ခါကျမှအကြောင်းကြားလာတဲ့ case လေးတစ်ခုအကြောင်းပြောပြအောင်အဲ့တော့ तू ကအဲ့ဆေးကို60အားတောက်လိုက်ရောဆရာဝန်ညွှန်ထားတာမဟုတ်ဘူးသူတို့တငယ်ချင်းချင်းလက်တို့ပြီးတော့တောက်ကြတာပေါ့ကွတော့တောက်ပြီးသွားတဲ့ခါမှာရင်းနေတာခုံလာလို့ဆရာတဲ့ရင်းနေတာခုံလာပြီးတဲ့ခါကျတော့လန့်လာလို့ပေါ့နော်အဲ့ဒါဘာလုပ်ရမလဲဆိုတော့အဲ့ဒါကဆေးကိုခုနပြောသလိုအပြင်းကိုချက်ချင်းခုနပြောသလိုပေါ့နော်အဲ့ဒါကြီးကိုတခါတည်းနဲ့တောက်လိုက်တဲ့အတွက်ကြောင့်မလို့ဖြစ်တာပါအဲ့ဒါဆိုလို့ရှိရင်ခုနအသက်ကိုဝဝရှူနော်ဝဝရှူပြီးတော့ရေများများတောက်ပြီးတဲ့ခါကျထိုင်ထအောင်စက္ကနဲ့မထနဲ့နည်းနည်းလေးလဲပြီးနားလိုက်လို့ရှိရင်ဆေးအာနီတင်ကသူက2နာရီ3နာရီနေလို့ရှိရင်တော့ဆေးအာနီတင်ကသူကလည်းသူရော့သွားတာပါနော်အဲ့ရင်ခုန်တာအပြင်ဘာဖြစ်သေးလဲရင်ဘတ်တွေအောင်လာသေးလားပါလားဆိုအဲ့ဒါတွေတော့မဖြစ်ဘူးပေါ့နော်အဲ့ခါကျတော့ဆေးတွေအများကြီးတောက်လို့ရှိရင်အဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့တော့အဲ့ဒါလေးကိုကျမကြီးဘူးသရရအောင်ပြောပြတာပါနော်အဲ့ခါကျတော့ကျွန်တော်တို့ပြင်ပါဆေးကန်းနေမှာဆိုလို့ရှိရင်အဲ့ဒီဆေးကတကယ်ကိုစွမ်းပါတယ်ကောင်းတယ်နော်အဲ့တော့ကျတော့ခုနပြောသလိုခုခေတ်လူငယ်တွေလူလက်ပိုင်းတွေကြတော့ဘာဖြစ်နေလဲဆိုတော့အဲ့ဒီဆေးတွေကိုတလွဲသုံးနေတယ်လို့ဖြစ်တာပေါ့နော်သူတို့ချင်းချင်းလက်တို့တယ်ကြားတယ်ပေါ့နော်သူတို့ပုံမှန်အားဖြင့်တော့အပြီးမြန်နေတဲ့သူတွေမဟုတ်သူတို့ရဲ့ဟာပုံမှန်ပဲ9မိနစ်6မိနစ်9မိနစ်လောက်ရှိနေတာအဲ့ဒါပုံမှန်ပဲနော်အဲ့ဒါဥမာလောဘတ်တွေကြီးပြီးတဲ့ခါကျ15မိနစ်10မိနစ်20တွေဖြစ်ချင်တဲ့ခါကျတော့ချင်းချင်းလက်တို့ပြီးအဲ့ဒီဆေးတွေနော်တောက်ကြတာပေါ့ကွယ်စွမ်းဆောင်ရည်တိုးအောင်ဆိုတဲ့ရည်ရွယ်ချက်ကြီးနဲ့အဲ့လိုမျိုးကြီးသွားတောက်နေတာတော့မှားတယ်နော်အဲ့တော့ကိုယ့်ရဲ့စွမ်းဆောင်ရည်တဘာဝအတိုင်းလက်ခုပ်တီးနိုင်ရင်လက်ခုပ်တီးတာအကောင်းဆုံးပဲစေဝါအကူကြီးမလိုအပ်ရင်မယူနဲ့နော်အဲ့ဒါအကောင်းဘာလို့စေဝါတောက်လိုက်ပြီးတဲ့ခါကျမှခုနပြောသလိုမောလာတာတွေတို့နော်အဲ့လိုစိုးရင်စိတ်တွေဖြစ်ပြီးလန့်လာတာတွေတို့ရင်းနေခုံးလာတာအဲ့ဒါမျိုးတွေဖြစ်နေမစိုးလို့ပြောပြတာအဲ့တော့အဲ့ဒါတွေကမလိုအပ်ရင်မတောက်တာပဲကောင်းပါတယ်နော်အဲ့တော့ကျတော့အဲ့ဒါလေးကိုကျမကြီးပုဒ္ဒရရအောင်ပြောပြတာပြီးတဲ့ခါကျတော့အဲ့ဒီစီးတွေကနှလုံးခုန်လုံးစီးချက်မှန်လို့ရှိရင်တောက်လို့မရအောင်ရင်တုံတတ်တဲ့အခန်းရှိလို့ရှိရင်တောက်လို့မရအောင်နှလုံးအားနေလို့ရှိရင်တောက်လို့မရအောင်တော့အဲ့ဒါမျိုးတွေဆိုလို့ရှိရင်ဆရာဝန်နဲ့တည်တည်ချာချာတိုင်ပင်ပြီးတဲ့ခါကျမှခုနပြောသလိုပြီးလို့ရလားပြီးလို့မရဘူးလားဆိုတဲ့ဟာလေးတွေကနော်အဲ့တော့ဒါဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့မှပေးရတာအဆင်ပြေတော့ပေါ့အဲ့တော့ပြောပြချင်တာကအရက်နဲ့လုံးဝတွဲမတောက်ပါနဲ့ကော်ဖီတွေအများကြီးနဲ့လုံးဝတွဲမတောက်ပါနဲ့တရက်ကိုတစ်ချိန်ထက်ပို့ပြီးတော့ကျတော့တောက်เสียမလိုပါဘူးပြီးတဲ့ခါကျတော့ခုနပြောတယ်လို့ပေါ့နော်နှလုံးယောဂခံနေရှိနေလို့ရှိရင်လုံးဝတောက်လို့မရပါဘူးအဲ့ဒါလေးကိုပြောပြတာပါ